ထမနဲလေးအိမ်မှာအလူတကူထွေးကြည့်ရအောင်နော်လိုအပ်တဲ့ပစ္စည်းတွေကတော့ကြက်သွန်ပြူရဲ့ချင်းရဲ့ချစ်ထားတဲ့အုံသီးရဲ့လှော်ရတဲ့မြေပဲဆန်လေးကိုထောင်းထားဖို့လိုမယ်နှမ်းအဖြူနဲ့အမဲလေးရဲ့အုံသီးကြောက်ကြော်လေးရဲ့ကောင်းချင်းဆန်လေးရဲ့စားရဲ့တကြားရဲ့ဒါလေးတွေပဲလိုတာပေါ့နော်အရင်ဦးဆုံးကောင်းချင်းဆန်လေးကိုလွယ်လွယ်ကူကူ pressure cooker နဲ့ပဲချက်လိုက်ပါတယ်ပြီးတော့ချက်ထားတဲ့ရှီမှာစားရဲ့တကြားရဲ့ထည့်ပြီးတော့မှွေလိုက်ပါတယ် Our family good ဆိုတော့ခလေးလည်းပါတယ်ခွေးလည်းပါ This side also. This side. တအားပါတယ်နော်ဟင်းချက်တဲ့ဆိုတအားပါတယ်နော် သမီးလေးကသူ့လဲပါကျင်တာပေါ့နော်သူ့ကိုစားနဲ့တကြားရဲ့ထည့်ပြီးတော့ကောင်းချင်းဆန်ချက်ထားတဲ့ထမင်းကိုမှွေခိုင်းလိုက်ပါတယ် အခုဆိုရင်တော့စားရတဲ့ကြားရထည့်ပြီးတော့မှွေနေတာပေါ့နော်ဘေးနာဗော်လန်တီယာကလည်းပါတာ No, I try. မလုပ်နဲ့ Wait. Is ဒီဦးဆုံးဦးလေးကိုစီးထည့်ပါမယ်ပူလာရင်ချင်းလေးတွေအရင်ဆုံးထည့်လိုက်ပါမယ်ပြီးသွားရင်တော့အုံးဒီလေးတွေထည့်ချလိုက်ပါတယ်မီလေးနဲ့ဆစ်ရှူလေးရွှေလေးပြောပေးရတာပေါ့နော်ရင်းနဲ့မူမူလေးရယ်အုံးဒီလေးရလေအရန်ကိုချိုးတာပေါ့နော်ဒီချိန်မှာတက်တူလေးကပ်ပြလိုက်ပါတယ်လာပြီးတော့စကားလေးနဲ့အကာအရာလေးဆက်လိုက်ပါတယ်စစ်လိုက်ပါတယ်ဖနေလိုက်ပါတယ်ဒီကြောင့်မွေးလေးအဲ့စီလေးထဲမှာပဲခမနဲ့ထည့်ကုန်ပါပေါ့ပြီးတော့ရင်တော့ဆိုတော့အသင့်ချက်ထားတဲ့ကောက်ရင်းဆန်လေးပေါ့နော်စားရည်တခြားရည်နေရတဲ့ဟာလေးကိုဆိုတော့ခမနဲ့ကြော်တာအုံးပြီးကြောက်ကြော်ရတဲ့စီလေးကိုတာရလေးလောက်ထည့်လိုက်ပါတယ်ဒီနေ့ထိုးပေးမဲ့ဦးကြီးကတော့ဂျူလီကျေဒီပေါ့နော်လောက်ကြလေးအားနဲ့ထိုးတော့ကောင်းလာအပိနေအောင်ကျေတော့တာဒီရ ဆိုတော့ဒီရီယာစန်တူမီအေးလေးနဲ့ဆရှိလက်ရှိပြီးချီပြီးဆိုနေတယ်အလေးတစ်ခါချီရရတော့ဒီလိုနဲ့ဒီနေလောက်ရောက်လာပေါ့ဒီနည်းနည်းများသွားပြီးတော့ပြောလို့ရအောင်ဒီနည်းနည်းနည်းတော့ပိုကောင်းတယ်ထိုးရမယ်ထိုင်းဆိုမမီတယောက်တည်းဆိုရင်လက်ပြုတ်မတက်ဘူးလေ။အဲတော့ထိုးပြီးမဲ့ရှိတာ။ဒီလိုတွေကိုပုံမှန်ရိုင်းတာပေါ့။ထမနဲ့အစားဆောင်တော့မမေဘူးစားဘူးပေါ့။ဒါတော့အုံးဝေတဲ့အဆင့်လောက်ပဲရှိရကောင်လေးခေါ်တာ။အခုဆိုရင်တော့အုံးဒီကြော်လေးထည့်လိုက်ပါမယ်။ဒီတော့ရင်ရေပဲဆန်လေးလောက်ထည့်လိုက်ပါမယ်။သုံးမျိုးထည့်လိုက်တာပေါ့နော်။ပြန်ပြန်မယ်ပြီးသက်သွင်းမျိုးလေးကိုသူကစိမ့်လေးထည့်လိုက်လို့ကြာ။နည်းလေးပြီးတော့စီတက်ထဲမှာမထည့်ပဲနဲ့အားလုံးပြောခွေစီတက်မှာထည့်တာပေါ့နော်။အားလုံးစားပြီးတော့ငွေတွေပါပြီးရှင်။ကြာကြီးမှာဆမနေလေးစားတော့ခိုးနေရပါတော့ခင်ဗျာဆရာကြီးကမဟုတ်ထိုးပေးနေပါတယ်တော်လေးကိုမိုက်လာပါပြီနန်လေးလက်တအားကြီးကိုမှုကြီးနေပါပြီရှယ်ပဲသူအနေထားလေးကဒီလိုအနေထားလေးရတာပေါ့နော်နန်လေးကလည်းမဟာတရားတွေမှုကြီးအပေါ်မြောက်ပြီးရိုက်လိုက်စီလေးဒါလိုမျိုးလေးပေါ့အမနေဆိုရင်လည်းစီစီဖိုင်အခုဆိုရင်တော့အရန်ကိုရတာရှိရဲ့ထမနဲလေးရရှိပြီပေါ့နော်ရေခဲတက်တာရဲပဲထားဆက်ဆလက်ဖေးလေးနဲ့ပဲတောက်အရန်ကိုကောင်းပါတယ်ရှင်ကျေးဇူးပါ